ဘာသာခြားနဲ့ညီနောင်ကိုကိုးကွယ်နေကြတဲ့အိန္ဒာမြန်မာလူမျိုးများမြန်မာသမိုင်းနဲ့မီယိုဖလာရိုးရာနဲ့ကိုးကွယ်မှုတွေထဲမှာဘာသာခြားလူမျိုးကြားနဲ့ညီနောင်ကိုထိုင်ကြလို့နေကြတဲ့ဖြစ်ရပ်ကအင်မတန်အဝစရာကြီးပါမဖြစ်စဖို့ဖြစ်တူရဲ့ဆိုပေမဲ့လေဟိန္ဒူနဲ့ဘွားလို့သတ်မှတ်တဲ့စွမ်းအားရှင်ကြီးကိုနှစ်ယောက်ဟာမြန်မာပြည်ရဲ့ထင်ရသမိုင်းထဲမှာထူးခြားစွာတည်ရှိနေပြီးတော့သူတို့ကိုတော့ပြဝီနဲ့ပြတ်တာကြပြင်ရွှေပြင်းညီနောင်လို့လူတိုင်းသိကြပါတယ်တမိုင်းကိုပြန်လည်ရရင်ဒီညီနောင်နှစ်ပါးဟာအိန္ဒိယပြည်ကနေလှေပြက်လို့ရေစီးကြောင်းနဲ့ပါလာပြီးမြန်မာပြည်တထုံမြို့မှာတောင်တင်းနေခဲ့ပါတယ်လူမျိုးကြားလေးဖြစ်တဲ့ညီနောင်နှစ်ပါးဟာထင်းရခက်လုံးနေပြင်ရသေးကြီးတားမြစ်ထားတဲ့ဇိုကြီးဖိုဝင်သားကိုလေးခိုးစားလိုက်တာကြောင့်မြေရှိုးမှုပြန်နိုင်တဲ့စွမ်းနေရသွားပါတော့တယ်အစွမ်းရပြီးလဲစိုးကျင်တိုင်းစိုးနေတာမလို့တထုံပြည်ကတတိထားစောင့်ကြည့်ခဲ့ပြီးတော့ပြဝီကိုတည်တံပေးကွမြက်ခဲ့ပြီးဝိညာဉ်ကိုပါတထုံမျိုးရိုးကိုစောက်ချက်ဖို့မိမိထုတ်ခဲ့ပါတယ်ပြတ်တာကလည်းအနော်ယထာစီရှောင်ပြေးပြီးတော့ပိဋကတ်သုံးဖို့ရှာအောင်ပြင်ဆောင်ပေးခဲ့ရပေမယ့်အရက်ကျိုးဆွဲပြီးတော့နောက်ဆုံးမိပေးထားတဲ့ဖျားကိုပါတဲ့ဖို့မိနေတာကြောင့်ကွမြက်ခံလိုက်ရပါတယ်ဒီလိုမျိုးမလောမကန်တွေလို့အစိမ့်တည်သွားတာကိုတောင်မှလူကြီးတွေကတမမလုပ်ပြီးတော့မင်းကြီးမင်းလေးရဲ့လို့ထိုင်ကြတော့နေကြတာဖြစ်ပါတယ်ဒါတရားဝါဒရှူဝါဒနဲ့လေသိဖွေနေတာမလို့ကျွန်မကတော့မဖြစ်သင့်ဘူးလို့ပဲထင်မိပါတယ်လူကြီးမင်းတို့ရောဒီလိုနဲ့ကိုးကွယ်မှုပေါ်မှာဘယ်လိုမျိုးထင်မိကြပါသလဲရှင်